ကျွန်တော်နည်းငယ်ဝေငှဖို့ရွေးချယ်ထားတဲ့အကျမ်းပိုက်ကတော့ရာဇဝင်ကျုပ်ပထမဆုံးအခန်းကြီး73ကနေပြီးတော့မှကျမ်းစာလေးတစ်ချက်ဖတ်ပါမယ်အငယ်3ငါတို့ဤဘုရားခင်တာတော်ကိုတပံဆောင်ခဲ့ကြကုန်ရှောလူလက်ထက်၌ထိုတစ်တာရှေ့မှာမီးမြန်းလေးမရှိပါတကားကျွန်တော်တို့အခုဖတ်သွားတဲ့ရာဇဝင်ကျုပ်ပထမဆုံးအခန်းကြီး73နဲ့အကျမ်းပြိုင်ကတော့ Second Samuel chapter 6 ယမရာဇဝင်ဒုတိယဆုံးအခန်းကြီး6ဒါကဘာအကြောင်းလဲဆိုရင်တော့ဒါဝိဒ်မင်းကြီးကိုဘုရားသခင်ကရှင်ဘုရင်အနေနဲ့ချီးမြှောက်တဲ့အကြောင်းဖြစ်ပါတယ်တော့ကျွန်တော်တို့အားလုံးကျမ်းစာတော့ယဉ်နီးပြီးသားဖြစ်ပါတယ်ဒီသင်းတော်ကနော်ဒါဝိဒ်မင်းကြီးကိုဘုရားသခင်ဘယ်နှခါပြီးသိပေးလဲ3ခါနော်ကလေးလေးတိုးထိန်ဘဝမှာတစ်ခါပြီးသိပေးတယ်သူ့အကိုတွေကိုကြော်ပြီးမှဘုရားသခင်ပြီးသိပေးတယ်လို့ပြီးတော့မှဟေဘရုန်မှာ9နှစ်ဘုရင်လုပ်ဖို့ပြီးသိပေးတယ်ပြီးတော့ဂျေရုဆလင်ရှင်ဘုရင်ဖြစ်ဖို့သူ3ခါပြီးသိပေးခြင်းခံရတယ်ဆိုတော့ဒါဝိဒ်ကအင်မတန်ထူးခြားတယ်ဆိုတော့ဒါဝိဒ်ကရှင်ဘုရင်ဖြစ်သွားတဲ့အခါမှာပထမအဦးဆုံးစီဝေးထိုင်တယ်အဲ့ဒီအစည်းအဝေးရဲ့ agenda ကကျွန်တော်တော်စိတ်ဝင်စားစရာကောင်းတယ်ခုနအငယ်3မှာဖြတ်ပြီးတော့ဖတ်မယ်ဆိုရင်ပေါ့နော်ရှောလူလက်ထက်မှာတဲ့ဗြိညင်တက်တာကိုမေးမြန်းလေးမရှိဘူးတဲ့ဒါကြောင့်မလို့ငါတို့ဖျားသခင်ရဲ့တက်တာတော်ကိုတဖန်ဆောင်ခဲ့ကြရအောင်တဲ့ဆိုတော့ဒီနေရာမှာကျွန်တော်တို့ကျမ်းစာကိုနည်းနည်းလေးလိုက်ဆိုပေးပါလားနော်ငါတို့ဤဖျားသခင်တက်တာတော်ကိုတဖန်ဆောင်ခဲ့ကြကုန်ရှောလူလက်ထက်၌ထိုတစ်တာတော်ရှေ့မှာမေးမြန်းလေးမရှိပါတကားနောက်ကပတ်တော်အပြင်တဖန်ဖျားရှင်ကောင်းကြီးပေးပါစေဆိုတော့ဘုရားသခင်ရဲ့ပဋိညာဉ်တစ်တာပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီဘာသာရေးသမိုင်းမှာအထူးခြားဆုံးဘုရားရဲ့နော်အိမ်တော်ကတော့တဲတော်ဖြစ်တယ်ချွေအိမ်တော်လို့လည်းခေါ်တယ်တဲတော်အကြောင်းကတော့ကျွန်တော်တို့ဒီမှာလေ့လာဖို့မှာပါအရန်စိတ်ဝင်စားစရာရှိတယ်အဲ့တဲတော်မှာအခန်း3ခန်းရှိတယ်အတွင်းကျဆုံးခန်းကတော့ကလကကာထားတယ်ယေဘရဟိမင်းကတစ်နှစ်မှတစ်ခါဝင်ရတယ်အဲ့ဒီအခန်းကတော့မိထွန်းစရာမလိုဘူးဘုရားသခင်ရဲ့ဘုန်းတော်နဲ့ပြည့်တဲ့အခန်းဖြစ်တယ်ပြီးတော့မှအဲ့ဒီခန်းထဲမှာဘာရှိလဲဆိုတော့ပဋိညာဉ်တက်တာရှိတယ်အဲ့ဒီပဋိညာဉ်တက်တာရွှေနဲ့ကွတ်ထားအကာရှသားနဲ့လုပ်ပြီးမှခေါင်းငင်တမန်2ပါးကအုပ်ထားတယ်အဲ့ဒီမှာမာစီစီဆိုတဲ့ဂယုဏပလင်ရှိတယ်ယေဘရဟိမင်းကတစ်နှစ်မှတစ်ခါအဲ့ဒီမာစီစီမှာအသွေးတွန်းလောင်းရတယ်အဲ့ဒီမှာဘုရားသခင်မျက်မှောက်တော်တင်ရှားပြီးတော့မှဘုရားသခင်ကအပြစ်လွတ်တယ်ဘုရားသခင်ကသူတို့ရဲ့ဆွတောင်းခြင်းကိုနားညောင်းတယ်ဆိုရင်တော့ယေဘရဟိကအသက်ရှင်လက်ပြန်ထွက်ရတယ်အကယ်၍ဘုရားသခင်ကမကျေနပ်ဘူးခွင့်မလွတ်ဘူးဆိုရင်တော့ယေဘရဟိကအသက်မပါတော့ဘူးအဲကြောင့်တချို့ကဘာပြောလဲဆိုရင်တော့ယေဘရဟိကအဲ့ထဲကိုဝင်တဲ့အခါမှာကျိုးလေးနဲ့ဝင်ရတယ်တဲ့ကျိုးနဲ့ဆွဲထုတ်ရတယ်ဒါပေမဲ့ခြူတန်လေးနဲ့ရက်သွားပြီဆိုရင်ယေဘရဟိမလှုပ်ရှားတော့ဘူးဆိုရင်တော့သူ့ကိုကျိုးနဲ့ဆွဲရဒါပေမဲ့အဲ့ဒီမာစီစီမှာဘုရားသခင်ကဂယုဏတော်အဖြစ်လက်ခံတယ်ဆိုရင်တော့အပြစ်လွတ်ခြင်းအဲ့ဒီလိုတဲတော်ကအစဉ်စဉ်ရှိတဲ့ထဲမှာအဲ့ဒီပဋိညာဉ်တက်တာထဲမှာဘာရှိလဲဆိုရင်3မျိုးရှိတယ်။ဟာလေကြောက်ပြားနှစ်ချက်အဲ့ဒါဘုရားသခင်ရဲ့တွင်တင်ချက်ပေါ့နော်ပညာတော်ဒါက special revelation အကြောင်းမလို့ဒီနေ့တမန်ကျမ်းစာကိုကျွန်တော်တို့လက်ခံရရှိတာကျေးဇူးတော်ဖြစ်တယ်။ဘုရားသခင်ရဲ့ဗျာဒိတ်တော်ကိုရရှိတာကျေးဇူးတော်ဖြစ်တယ်။ဒီနေ့နှုတ်ကပတ်တော်ကိုရရှိတာကျေးဇူးတော်ဖြစ်တယ်။နှုတ်ကပတ်တော်ဒီဘုရားသခင်ရဲ့တမန်တရားဖြစ်တယ်ဗျာဒိတ်တော်ဖြစ်တယ်ဘုရားသခင်ကိုယ်တိုင်ကရေးပြီးမှပေးထားတာနောက်ပိုင်းမှာကျတော့မောရှေကခွဲပလိုက်တော့တခါပြန်ပြီးတော့ကြောက်ပြားပေါ်မှာဘုရားရဲ့လက်ညှိုးတော်နဲ့ရေးတယ်လို့ပြောတယ်နော်ပညတ်တော်10ပါးရှိတယ်ပြီးတော့မှဘာရှိလဲ The power of God အပွင့်ပွင့်နဲ့လှန်တယ်ရှိတယ်ဘုရားသခင်တကူတော်ပြတာဘုရားသခင်ရွေးချယ်တဲ့ခေါင်းဆောင်ဘယ်သူလဲဆိုတာကိုပြတယ်အံ့ဩဖွယ်နမိတ်လက္ခဏာကိုပြတယ်ပြီးတော့ဘာရှိလဲတတိယကမနာမောprovision of God
ဖခင်ရဲ့ပြင်ဆင်မှုမာနမောကလည်းထူးဆန်းတယ်မယူနဲ့ဆိုတဲ့နေ့မှာကောက်ရင်တော့တိုးသွားတာယူပါဆိုတဲ့နေ့မှာကောက်ပြီးတော့ထားရင်တော့မတိုးဘူးဆိုတော့ဘုရားသခင်ကနှစ်ပေါင်း40လုံးကျွေးမွေးတဲ့အရာဣသရေလလူမျိုးတွေကိုဘုရားသခင်ကျွေးနှုတ်တဲ့အရာကိုသက်သေအနေနဲ့အဲ့ထဲမှာထည့်ပြီးတော့မှပညတ်တော်10ပါးကိုပေးတာတော့ကျေးဇူးတော်ချီးမွမ်းစရာဖြစ်တယ်ဒါပေမဲ့သူ့ရဲ့သင်္ကေတကတော့ဗာလဲဆိုရင်တော့ပညတ်တော်10ပါးကိုဘယ်သူမှမလိုက်ကြအောင်မလိုက်နိုင်ကြအောင်အာရုံရဲ့လန်တန်ကလည်းနမိတ်လက္ခဏာဖြစ်တယ်ဒါပေမဲ့ပုံကန်တာဖြစ်တယ်ခေါင်းဆောင်မှုကိုပုံကန်တာဖြစ်တယ်ဒီနေ့မာနမုတ်ကတော့ဘုရားသခင်ကသူတို့ကိုကျွေးမွေးတယ်သူတို့ကတော့ချက်သွန်နီတွေပြန်စားခြင်းတယ်အေဂုတုပြည်ကိုပြန်သွားခြင်းတယ်ဆိုပြီးတော့မှဆန့်ကျင်တဲ့ကြောင့်မလို့ဘုရားသခင်ငုံငက်တွေကိုချပေးတာဖြစ်တယ်ဆိုတော့အဲ့ဒီဘုရားသခင်ဒီပရိညင်တက်တာအထဲမှာအဲ့ဒီ၃ခုကိုထည့်ခိုင်းတာဘာကိုသင်္ကေတပေးတာလဲဆိုတော့လူတွေရဲ့မစုံလင်မှုအားနည်းမှုပုံကံမှုဆန့်ကျင်မှုကျွန်တော်တို့ရဲ့မပြည့်စုံမှုအားလုံးကိုဘုရားသခင်ကဂရုဏာတော်နဲ့လွှမ်းခြုံထားတာဖြစ်တယ်။ကောင်းကင်တမန်ကအဲ့ဒီမှာလွှမ်းမိုးထားပြီးတော့မှဘုရားသခင်ကသူ့ရဲ့တကိုးတော်သူ့ရဲ့ဂရုဏာတော်အပြင်ကွယ်ကာဆောင်မပြီးတော့မှအဲ့ဒီအသွေးသွန်းတဲ့နေရာမှာဘုရားရဲ့မျက်မှောက်တော်နဲ့ထိတွေ့နိုင်တဲ့အရာဖြစ်တယ်။အဲ့ဒီဂရုဏာပလင်မှာဘုရားသခင်ဘုန်းတော်ထင်ရှားတယ်ဒီနေ့ကျွန်တော်ဒီနေရာမှာဗိမာန်တော်မှာရောက်လာတဲ့အခါမှာဘုရားเจ้าမှာကျွန်တော်တို့ဒီလိုချီးမွမ်းကိုးကွယ်နိုင်တာဘုရားသခင်ရဲ့ကျေးဇူးတော်ကြောင့်ဖြစ်တယ်အာမင်ဘုရားသခင်ရဲ့ဂရုဏာတော်ကြောင့်ဖြစ်တယ်အဲ့ဒီဂရုဏာပလင်မှာအသွေးသွန်းခြင်းမရှိဘူးဆိုရင်ဘုရားရဲ့ဘုန်းတော်ကိုကျွန်တော်မြင်တွေ့နိုင်မှာမဟုတ်ဘူးဓမ္မဟောင်းမှာလည်းအဲ့ဒီဘုရားသခင်ကသူ့ရဲ့ဘုန်းတော်ကိုထင်ရှားစေဖို့ရန်အတွက်ဂရုဏာပလင်မှာအသွေးသွန်းရတယ်အသွေးမပါဘဲနဲ့ဘုရားသခင်ရှိကိုတော့ထိတွေ့လို့မရအောင်ဟိုကောင်းမြတ်တဲ့ဘုရားဂရုဏာကြွယ်ဝတဲ့ဘုရားပေါင်းကြည့်ပါစေဒီနေ့ကျွန်တော်ဒီမှာလာတဲ့လူတွေအရောက်စီတိုင်းအပြစ်ကင်းတဲ့လူတယောက်မှရှိမှာမဟုတ်ပါဘူးဆိုတော့ကျွန်တော်တို့စုံလင်တဲ့လူတွေမဟုတ်ဘူးဒါပေမဲ့ဘုရားသခင်ရဲ့ဂရုဏာတော်ကကြွယ်ဝတယ်ဘုရားသခင်ရဲ့ကျေးဇူးတော်ကလုံလောက်တယ်အဲ့ဒီဘုရားသခင်ရဲ့ပရိညင်တက်တာအဲ့ဒီတဲထဲမှာကျတော့မိထွန်းစရာမလိုပဲနဲ့ခုနကအလင်းကတော့ဘုရားသခင်ရဲ့ဘုန်းတော်နဲ့ထွန်းလင်းတယ်အဲ့ဒီဘုန်းတော်ကိုကျွန်တော်တို့ theology ရပါခေါ်လဲဆိုတော့ Shekinah glory လို့ခေါ်တယ်ဘုရားသခင်ရဲ့ glory ကနှစ်ခုရှိပါတယ်ဘုရားသခင်ကြီးကောင်းကင်နဲ့မြေကြီးကိုဖန်ဆင်းတဲ့ဘုရားနေရာတိုင်းမှာရှိတဲ့ဘုရားတကိုးကြီးတဲ့ဘုရားဘုန်းကြီးတဲ့ဘုရားဖြစ်တယ်ဒါကတော့ကျွန်တော်တို့တုနိုင်လို့မမြင်နိုင်ဘူးဖော်ပြလို့မရတဲ့ဘုရားသခင်ဘုန်းတော်ဖြစ်တယ်ဒါပေမဲ့ Shekinah glory ဆိုတာကကြတော့ manifested glory ဘုရားသခင်ကသူ့ရဲ့ဘုန်းတော်ကိုထင်ရှားတာလူတွေမြင်နိုင်အောင်ကြားနိုင်အောင်ထိတွေ့နိုင်အောင်လူအလယ်မှာဆင်းကြွလာတာဖြစ်တယ်မောရှေလက်ထက်မှာမိုးတိမ်အပြင်ဘုရားသခင်ထင်ရှားတယ်မိတိုင်အပြင်ထင်ရှားတယ်The angel of the Lord တွေနဲ့ထင်ရှားတယ်ဒါပေမဲ့ဘုရားသခင်ကသူတို့ကိုတဲတော်ဆောက်ခိုင်းပြီးတဲ့အခါမှာဆိုရင်တော့တဲတော်ကကျွန်တော်ကျမ်းစာလေ့လာတဲ့လူတွေတော့သိပါတယ် center of their camp ဣသရေလလူတွေအားလုံး12မျိုးလုံးကဝိုင်းပြီးမှနေပြီးမှတဲတော်ကအလယ်မှာရှိတယ်အဲကြောင့်သူတို့အားလုံးကသူတို့ရဲ့ center ကတဲတော်ကနေပြီးမှမိုးတိမ်မြောက်တဲ့အခါမှာခရီးသွားတယ်မိုးတိမ်ရက်တဲ့အခါမှာသူတို့နေရာချညအချိန်မှာမိတိုင်အပြင်နေ့အချိန်မှာမိုးတိမ်တိုင်အပြင်ဒေါ်လန်ခီးကိုဘုရားသခင်ကပို့ဆောင်တဲ့အခါမှာဆိုရင်တော့အဲ့ဒီတဲတော်တွေကနေဘုရားသခင်ကမောရှေကိုစကားပြောတယ်။အဲ့ကျွန်တော်တို့အခုနည်းနည်းတမိုင်းကြောင်းလေးနည်းနည်းပြောတာပါ။နည်းနည်းများသွားပြီနော်။အဲ့ဒီတဲတော်အင်မတန်မှခုနအတွင်းကမ်းမှာထားတဲ့တဲတော်ဘယ်ရောက်သွားလဲ။ဘုရားသခင်တက်တာတော့ဘယ်ရောက်သွားလဲ။ဘယ်လိုဖြစ်သွားလဲ။အေလိလက်ထက်မှာနော်။သူတို့တွေဖိလိတိလူတွေကပရိညင်တက်တာကိုတိမ်းသွားတယ်။ဘာဖြစ်လို့တိမ်းသွားတာလဲ။သူတို့ကတဲတော်ထဲမှာဘုရားသခင်မျက်မှောက်တော်ကျင်းဝတ်တာကိုသူတို့ကတဲတော်ထဲမှာမထားဘဲနဲ့စစ်တိုက်တဲ့နေရာမှာခေါ်သွားတယ်စစ်တိုက်တဲ့နေရာမှာယူသွားပြီးတော့မှငါတို့နဲ့အတူဘုရားသခင်ရှိတယ်ဆိုပြီးတော့မှအားရပါရသူတို့ကချီးမွမ်းပြီးတော့ဘုရားပိုင်နိုင်မယ်ပေါ့နော်သူတို့ကဘုရားရှိရင်တော့အောင်ပါပဲဆိုပြီးတော့မှဘုရားသခင်ပရိညင်တက်တာကိုခေါ်သွားတဲ့အခါမှာဖိလိတိလူတွေက
ဟာဘာကြီးလဲသူတို့ကဖျားခင်ပါတယ်ဆိုတော့ငါတို့အဆင့်အင်အားပိုတိုးမှဖြစ်မယ်ဆိုကိုချဲမှဖြစ်မယ်ဆိုပြီးတော့ဖိလိတိလူတွေကအင်အားတွေဖြည့်ပြီးတော့မှအချစ်ကျဲတိုက်တော့ဣသရေလလူတွေဆစ်ရှုံးသွားတယ်ပရိညင်တက်တာပါသွားတယ်အဲ့ဒီရာဇဝင်တော့ရုပ်ရှင်ပြရင်အရန်ကောင်းတယ်ပရိညင်တက်တာရသောဣသရေလလူမျိုးတွေကိုယ်ွယ်တဲ့ဘုရားကိုရပြီဆိုဒါကုံဘုရားထဲမှာသွားပြီးတော့မှသူတို့ကထည့်ထားတယ်ငါတို့ဘုရားကိုသိမ့်ပိုက်နိုင်ပြီဆိုပြီးမှထားတဲ့ကမနဲ့ကြည့်လဲကြည့်တော့ဒါကုံဘုရားကတခါတည်းပရိညင်တက်တာရှေ့မှာပြက်ဝစ်နေတယ်ဟာခေါင်းတွေပါတွေကျိုးသွားတယ်ဆိုတော့ငါတို့ဒီဘုရားเจ้าမှာထားလို့မရဘူးဆိုပြီးမှအဲ့ဒီပရိညင်တက်တာကိုတခါဟိုမြို့ကိုပို့လိုက်တော့အဲ့ဒီမြို့ကိုရောက်ရင်လည်းကပ်ဘေးတွေရောက်တယ်ဟိုမြို့ကိုရောက်ရင်လည်းရောက်တော့ဘယ်သူမှလက်မခံနိုင်တဲ့ခါမှာနောက်ဆုံးမှနွားလက်နဲ့တင်ပြီးတော့သွားတော့မင်းတို့ဣသရေလနိုင်ငံပဲပြန်တော့ဆိုပြီးတော့မှပြန်ပို့လိုက်တာပရိညင်တက်တာကိုသူတို့လက်မခံတော့ဘူးဘာဖြစ်လို့လဲပရိညင်တက်တာရောက်တဲ့နေရာမှာကပ်ဘေးတွေရောက်ဘာဖြစ်လို့ဘုရားသခင်ရဲ့မျက်မှောက်တော်ကတန့်ရှင်းတယ်တန့်ရှင်းတဲ့ဘုရားသခင်မျက်မှောက်တော်ကမတန့်ရှင်းတဲ့လူနဲ့ထိတွေ့လို့မရအောင်အဲ့ဒါတော့နည်းနည်းစဉ်းစားစရာပဲနော်ကျွန်တော်တို့ဘုရားသခင်ဒီတန့်ရှင်းတဲ့ဘုရားဖြစ်တယ်အာမင်ကြောက်ရွံ့ယိုသေးပဲဘုရားဖြစ်တယ်ဘုရားသခင်ရဲ့ပရိညင်တက်တာတို့ကိုသူတို့ကသွားကြည့်ကြတာဘာကြီးလဲသွားကြည့်တော့လူဘလောက်လဲထောင်နဲ့ချီပြီးတိတ်သွားတယ်နော်တစ်မြို့လုံး4-5 တောင်ဆုံးရှုံးသွားတယ်ဘုရားသခင်ပရိညင်တက်တာကိုမထိရဘူးဘုရားသခင်ပရိညင်တက်တာဘုရားသခင်မျက်မှောက်တော်ကတန့်ရှင်းတယ်ဆိုတာသူတို့သိပြီးနောက်ဆုံးပြန်ပို့လိုက်ပြီးတော့မှပရိညင်တက်တာဣသရေလနိုင်ငံကနေနှစ်ပေါင်းဘလောက်ပျောက်ဆုံးသွားတယ်နှစ်ပေါင်း90နဲ့100လောက်ကပျောက်ဆုံးသွားတယ်ရှောလုလက်ထက်မှာဒီမှာဒါတော့ဟိုနှစ်တွေဘာတွေမပြောဘဲနဲ့ဒီတိုင်းကြည့်မယ်ဆိုရင်တော့ရှောလုဆိုတဲ့ရှင်ဘုရင်ကြီးဟာပရိညင်တက်တာမပါဘဲနဲ့တိုင်းနိုင်ငံကိုဥဆောင်ခဲ့တယ်တနည်းအားပြောမယ်ဆိုရင်ဖခင်ရဲ့မျက်မှောက်တော်ထဲမှာဖခင်နဲ့ဆွေးနွေးညှိနှိုင်းပြီးတော့မှဥဆောင်ခဲ့တာမဟုတ်ဘူးရှောလုဟာအရက်အမောင်းကောင်းတယ်ရုပ်ချောတယ်သပေနီးတယ်ဗလာကောင်းတယ်စစ်တိုက်ရည်ကောင်းတယ်သူ့ရဲ့ဆွမ်းဆနဲ့တော့သူဖိလိတိလူတွေကိုတိုက်ပွဲတိုက်ပြီးတော့မှတိုင်းပြည်ကိုဥဆောင်ခဲ့ပါတယ်ဒါပေမဲ့ကျွန်တော်မနေ့ကလည်းမတရားဟောသလိုပေါ့ကျွန်တော်ရဲ့ OD survey စာရေးဆရာကြီးပေါ့ကျွန်တော်တို့ ICI မှာရှိတဲ့စာရေးဆရာကျွန်တော်အရန်ခွန်အားရတယ်အဲ့ဒါပါရေးထားတယ်ဆိုရှောလုကိုဘယ်လိုမှတ်တမ်းတင်လဲဆိုတော့ no heart for God ရှင်ဘုရင်သုံးပါးထဲမှာရှောလုကိုဘယ်လိုမှတ်တမ်းတင်လဲဆိုဖခင်အတွက်နှလုံးသားမရှိတဲ့လူအခုဒီနေရာမှာဒါဝိမင်းကြီးကတော့ဘာပြောလဲရှောလုကရှင်ဘုရင်ဖြစ်ပေမဲ့ဖခင်ရှေ့မှာသူပရိညင်တက်တာရှေ့မှာမေးမြန်းတာမရှိဘူးဖခင်ရဲ့မျက်မှောက်တော်ထဲမှာဖခင်နဲ့ဆုတောင်းတာမရှိဘူးကျွန်တော်တို့အားလုံးသိတယ်နော်ရှောလုကဖခင်နဲ့မမေးမြန်းပဲနောက်ဆုံးမှဘယ်မှာရောက်သွားလဲနတ်ကတော်ကြီးရောက်သွားတယ်နတ်ဆရာကြီးရောက်သွားတယ်နော်အငယ်ကြီးတယောက်ကကျွန်တော်ဖခင်เจ้าမှာလာပြီးပြောလဲဆိုတော့ဆရာအေးမင်းနဲ့ခင်ဗျားရဲ့ရေဘက်မှာမှဲ့အနီရှိတယ်တဲ့ကြည့်လိုက်ပါတယ်ကျွန်တော်ရေဘက်မှာမှဲ့အနီရောရှိတာမှန်တယ်ဒါပေမဲ့ तू ကြည့်ခိုင်းတဲ့ကျွန်တော်ကကြည့်ရမယ်ဆိုတော့အဆင်မပြေဘူးဘယ်ဘက်မှာရှိလားညာဘက်မှာရှိလားတော့ကျွန်တော်မမှတ်မိဘူးလို့ဒါပေမဲ့အဲ့ဒီမှဲ့အနီကိုပေးထားတာကျွန်တော်ကိုဘုရားသခင်ပေးထားတာဖြစ်တယ်ကျွန်တော်ကိုဘေးတင်ဟောစရာမလိုဘူးလို့ကျွန်တော်ရဲ့ဒီလက္ခဏာတွေကဟုတ်တယ်ဘုရားသခင်ပေးထားတာဖြစ်တယ်ဒါပေမဲ့ယေရှုခရစ်တော်ကိုကျွန်တော်ယုံကြည်တဲ့နေ့ကစပြီးကျွန်တော်ရဲ့ဘဝကံကြမ္မာဖခင်လက်ထဲမှာရောက်သွားပြီကျွန်တော်လက်ထဲမှာမရှိတော့ဘူးကျွန်တော်လက်ထဲမှာဆိုရင်တော့ကျွန်တော်ဘဝပြည့်ပြီကျွန်တော်လက်ထဲမှာဆိုကျွန်တော်အသေးလူမျိုးကျွန်တော်ဘဝမျောလင့်ချက်မဲ့တဲ့လူကျွန်တော်ဘဝတုံညကျွန်တော်ဘဝဆုံးရှုံးတာဖြစ်တယ်ဒါပေမဲ့ယေရှုကိုယုံကြည်ပြီးကျွန်တော်အလံနဲ့နေ့ကနေစပြီးကျွန်တော်ဘဝပြောင်းလဲသွားတယ်ကျွန်တော်ရဲ့မိဘလက်ထဲမှာကျွန်တော်ဘဝကံကြမ္မာမရှိဘူးကျွန်တော်ရဲ့လက်ထဲမှာကျွန်တော်ဘဝကံကြမ္မာမရှိဘူးယေရှုကိုယုံကြည်တဲ့နေ့ကစပြီးဖခင်လက်ထဲမှာရှိတယ်အန်ကယ်အဲ့ဒီလိုနောက်တစ်ခါမလုပ်ပါနဲ့လို့ဖခင်เจ้าကိုလည်းနောက်တစ်ခါအဲ့လိုလာမလုပ်ပါနဲ့တော့ပြောမင်းတို့ဖခင်เจ้าတစ်ခုလုံးငါပြောင်းလဲအောင်လုပ်မယ်တဲ့တော့အချားမြင်ရတာပေါ့ဒါပေမဲ့ကျွန်တော်ပြောတယ်အန်ကယ်အချားမြင်ရတဲ့ကိစ္စဖခင်သခင်ပြီးတဲ့အရာကိုပဲမြင်တာရှိတယ်ဘဝကိုပြောင်းလဲနိုင်တာဖခင်သခင်ပဲဖြစ်တယ်လုံးဝနောင်တရပါလို့ပြောပြီးမှကျွန်တော်အတင်းတော်ကနေသူ့နည်းနည်း excommunication လုပ်လိုက်တယ်ဖခင်သခင်မျက်မှောက်တော်ရှိတဲ့နေရာမှာစာတန်ဝင်လို့မရဘူး
အာမင်အကြောင်းမို့ကျွန်တော်ဒီနေ့အသင်းတော်ထဲမှာဘုရားသခင်ထဲမှာဆက်ကတဲ့အခါမှာတချို့ကတန်ရှင်တော်ဝိညာဉ်တော်ဆုတောင်းတာနတ်ဆိုးဝင်မှာကြောက်တယ်ဖခင်เจ้าမှာဘယ်ကနတ်ဆိုးလာမှာလဲယေရှုရှိတဲ့နေရာမှာနတ်ဆိုးအထွက်ပြေးမှာအာမင်ကျွန်တော်ကြောက်ရမှာမဟုတ်ဘူးဒါမဲ့လေ excommunication လုပ်တယ်ဆိုတဲ့အခါမှာတော့ကျွန်တော်တို့ကအဲ့ဒါစာတန်လက်ကိုအပ်တာဖြစ်တယ်ဒီเจ้าတွေကတော့နောက်ပြန်ပြောရအောင်လေနော်ဖခင်ရဲ့မျက်မှောက်တော်မရှိတဲ့နေရာမှာစာတန်ကလှုပ်ရှားတာအဲကြောင့်ရှောလူကဖခင်မျက်မှောက်တော်ထဲမှာသူမလာတဲ့အခါနောက်ဆုံးပဲရောက်သွားလဲနတ်ဝင်တဲ့ရှိမှာသွားပြီးမှမေးမြန်းတဲ့အဆင့်ရောက်သွားတယ်ပြီးတော့ရှောလူကဘယ်လိုဆုံးသွားသလဲကိုယ့်အနေကိုလှုပ်ကြံပြီးမှဆုံးသွားတယ်suicide လုပ်သွားတယ်နတ်ဆိုးကသူ့ကိုဆွဲသွားတယ်အဲကြောင့်ရှောလူရဲ့အသက်တာကတော့ဖခင်သခင်ရဲ့မျက်မှောက်တော်တွေကနေထွက်သွားပြီးတော့မှနတ်ဆိုးနဲ့ပေါင်းတဲ့သက်တာဖြစ်သွားတယ်။အဲကြောင့်မလို့ချမ်းသာဘယ်လိုရေးလဲနားမထောင်ခြင်းကနတ်ဆိုးနဲ့ပေါင်းဖော်ခြင်းနဲ့တူတယ်။ဘုရားသခင်ကရစ်ပူဇော်တာတဲ့အလိုတော်ဆောင်တာပို့ပြီးမှသဘောကျတယ်။အခုဒီညမှာဒါဝိဒ်ကတော့ဗာပြောလဲရှောလူကဘုရားသခင်ပဋိညာဉ်တက်တာရှေ့မှာမေးမြန်းလေးမရှိဘူး။ဒါမဲ့ဒါဝိဒ်ကကြတော့ပထမအဦးဆုံးသူ့ရဲ့လုပ်ငန်းကတော့ဘုရားသခင်ပဋိညာဉ်တက်တာကိုပြန်လဲခေါ်ဆောင်လာမယ်။အာမင်။ဘုရားရဲ့မျက်မှောက်တော်ကိုကျွန်တော်တို့ရှာမယ်ဘုရားသခင်ကိုနံပါတ်1ထားမယ်ဘုရားသခင်နဲ့စကားပြောမယ်ဆိုပြီးတော့မှစီဝေးထိုင်တဲ့အခါမှာအားလုံးသဘောတူတယ်ထောက်ခံတဲ့မဲတရားမှတရားရတယ်အဲ့ဒါနဲ့မှကျွန်တော်တို့အားလုံးသိတဲ့အတိုင်းပဲဆက်ကြည့်မယ်နော်အငယ်ငါထို့သောဒါဝိဒ်သည်ဘုရားသခင်တက်တာတော်ကိုကိရရာရီမြို့မှဆောင်ခဲ့ခြင်းကအေဂဒုပြည်နာရှိဟောရမြင့်မှဆ၍ဟာမတ်မြို့လမ်းဝတိုင်အောင်နေသောဣသရေလမြို့သားတို့ကိုစုဝေးစေပြီးလျှင်ခေရုဗိမ်ကြားမှကျင့်ဝတ်တော်မူသောထာဝရဘုရား၏နာမတော်နှင့်ဆိုင်သောဘုရားသခင်တက်တာတော်ကိုဆောင်ခဲ့ခြင်းကဣသရေလမြို့သားပေါင်းတို့နှင့်တကွယုဒပြည်ကိရရာရီမြို့တည်းဟုသောဘာလာမြို့သို့သွားလေဘုရားသခင်တက်တာတော်ကိုလက်သစ်ပေါ်မှတင်၍အဘိနဒတ်အိမ်ထဲကထုတ်ကြ၏ဩဇာနှင့်အဟိဩဒီလှဲကိုနှင်ကြ၏ဒါဝိဒ်နှင့်ဣသရေလအမျိုးသားပေါင်းတို့သည်တခြင်းဆိုလျက်ဆောင်းတယောပတ်တာနှဲခရာခွက်ကွင်းတဘိုးတို့ကိုကင်တဲ့ထာဝရဘုရားရှိတော်၌အားထုတ်လျက်ကြီးမုတ်ကြ၏အာမင်ဘုရားသခင်မျက်မှောက်တော်ဘုရားသခင်ပဋိညာဉ်တက်တာကိုပြန်ခေါ်လာပြီးပြန်ယူလာဖို့ဆိုတော့ဒါဝိဒ်ဝမ်းသာစွာနဲ့ဟိုမှာ second Samuel မှာဆိုတော့လူ3000ပြီးတော့ဒါဝိဒ်ကိုယ်တိုင်တီးခတ်ဒုရိယာမျိုးစုံတခါတည်းတီဆိုချီးမွမ်းတဘိုးတွေခွက်တွေနှဲတွေဆောင်းနေဒါဝိဒ်ကိုယ်တိုင်ကဆောင်းတီးတာနော်ဒီတစ်တာအမျိုးမျိုးဒုရိယာအမျိုးမျိုးအားလုံးကိုယူပြီးမှဒီမှာလည်းအင်မတန်ကောင်းတဲ့တီဝိုင်းအဖွဲ့တွေရှိတယ်နော်ကျွန်တော်တို့ဒီတီဝိုင်းအဖွဲ့နဲ့ချဲ့ပေးရမယ်နဲ့တူတယ်နော်ပတ်တာတွေလင်ကွေးနေဒီခါပြီးမှစိတ်ရန်လှုပ်ရှားတယ်နှစ်ပေါင်း80လောက်ဟုတ်လားရှောလူလက်ထက်ကာလမှာလုံးဝမမြင်ရတဲ့ပဋိညာဉ်တက်တာမောရှေလက်ထက်မှာအံ့ဩဖွယ်ရာဥဆောင်ခဲ့တဲ့အဲ့ဒီပဋိညာဉ်တက်တာကိုအခုပြန်ယူလာရတော့မယ်ဆိုတဲ့ကသူတို့ဝမ်းသာမှာပဲအာမင်ဒါဝိဒ်ကလည်းအားထုတ်ပြီးတော့မှတီးတယ်တဲ့ရိုးရိုးတီးတာမဟုတ်ဘူးနော်အားဆိုင်ပြီးတီးတာကျိုးတွေတောင်ပြတ်သလားမသိဘူးဟဲ့လားအပြတ်ကိုချီးမွမ်းကြတယ်စိတ်နဲ့အယံကိုလှုပ်ရှားကြတယ်ဒါဝိဒ်ကလည်းအာရပါရချီးမွမ်းပြီးမှသွားတဲ့ခါမှာနံပါတ်9စီဒုံကောင်းတဲ့တလင်းတို့ရောက်သောအခါနွားတို့သည်ဘုရားသခင်တက်တာတော်ကိုလှုပ်ရှားသောကြောင့်ဩဇာသည်လက်ကိုဆန့်၍တက်တာတော်ကိုကန်၏ထိုတက်တာတော်ကိုကန်သောကြောင့်ထာဝရဘုရားသည်ဩဇာကိုအမျက်ထွက်တိုင်ခတ်တော်မူသည်ဖြင့်ဩဇာသည်ဘုရားသခင်ရှေ့တော်၌တည်လေ၏အမဒမဝမ်းမြောက်ရှင်လန်းနေတဲ့အချိန်မှာအတုပဖြစ်သွားတယ်အမဒမပျော်ရွှင်စွာနဲ့ခေါ်လာတဲ့အချိန်မှာလဲနွားတွေကတော့ငြိမ်ငြိမ်တော့ပဲသွားမလဲနောက်ပြီးတော့မှသူတို့ကနော်တောင်ပေါ်တောင်တက်လမ်းနေလည်းဖြစ်မှာအောင်အဲ့မှာကျတော့ပဋိညာဉ်တက်တာလှုပ်ရှားတဲ့ခါမှာခုနကတယောက်ကနှင်နေတယ်ဆိုတော့တယောက်ကဩဇာကနေသွားကင်လိုက်တဲ့ခါခါတဲ့တည်သွားတယ်ဩဇာကိုထာဝရဘုရားတန်ခတ်တော်မူသောကြောင့်ဒါဝိဒ်သည်ညှိုးငယ်သောစိတ်ရှိ၏တဲ့ဆိုတော့တစ်ဖက်ကတော့သူချစ်ချင်းတော့စိတ်တူသွားတာဟာဒီတော့မျောလင်းချက်အပြည့်နဲ့ခေါ်လာတာအခုဘာဖြစ်လို့တည်တာလဲဆိုပြီးမှစိတ်တူတယ်လို့ပြောပေမဲ့ဓမ္မရာဇဝင်မှာတော့နော် angry လို့ပြောတယ်ဆယ်မွဲမှာထိုနေ့၌ဒါဝိဒ်သည်ထိုရက်သည်ယနေ့တိုင်အောင်ပေရဇောဇဆိုတာဘာလဲဆိုရင်တော့ခုနဩဇာကိုဘုရားသခင်က
အပြစ်ဒဏ်ပေးလိုက်လို့အဲ့ဒီနာမည်ပေးလိုက်တာဖြစ်တယ်ဘုရားသခင်ကဩဇာကိုဆန့်ကျင်တယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်တယ်အဲ့ဒီထိုနေ့တွင်ဒါဝိဒ်သည်ဘုရားသခင်ကိုကြောက်၍ဘုရားသခင်တက်တာတော်ကိုအဘဲကြောင့်ငါထံသို့ဆောင်ခဲ့ရမည်နီဆိုလေဒါမဲ့ဒါဝိဒ်အချစ်စရာကောင်းတာနော်တော်ပြီငါအဲ့ဒီပဋိညာဉ်တက်တာကိုမဆောင်တော့ဘူးလို့သူမပြောဘူးဘယ်လိုငါရှိကိုရောက်အောင်ဆောင်ခဲ့ရမလဲဒါမဲ့ဒီမှာပမာစကားကြတော့နည်းနည်းလေးခက်နေတယ်ပဋိညာဉ်ဘုရားသခင်တက်တာတော်ကိုအဘဲကြောင့်ငါထံသို့ဆောင်ခဲ့ရမည်နီဟုဆိုလေဒါမဲ့တချို့ version တွေမှာကျတော့ဟောင်းဘယ်လိုနည်းနဲ့ဆောင်ရမလဲဆိုပြီးမှစဉ်းစားရင်အခုတော့မခေါ်ရဲတော့ဘူးသူနောက်တစ်ခါအတုပကြုံမှာဆိုလို့မိမိနေရာဒါဝိဒ်မြို့ထဲသို့တက်တာတော်ကိုမဆောင်ပဲတဲ့ဂိတ္တိလူဩဘဘေဒုံအိမ်သို့လွှဲ၍ဆောင်လေ၏ဩဘဘေဒုံအိမ်ကိုပို့လိုက်တယ်တော့ဒီကျမ်းစာ theology ဘိုင်းမှာတော့တော်တော်လေးဆွေးနွေးစရာအကြောင်းတွေရှိတယ်တချို့တွေလည်းနားလဲတချို့ကလည်းနားမလဲဘူးဒီတိုင်းဖတ်ရင်ဘာဖြစ်လို့ဘုရားသခင်ကဩဇာကိုတန်ခတ်တာလဲဟိုကျမ်းစာ background မသိတဲ့လူတွေကြောင့်နည်းနည်းလေးခက်သွားတယ် good intention နော်သူတို့ရဲ့ရည်ရွယ်ချက်ကမကောင်းဘူးလားကောင်းတယ်ဘုရားသခင်ကိုကူညီတာမကောင်းဘူးလားဆိုတော့ဒီပဋိညာဉ်တက်တာကိုကူညီတာမကောင်းဘူးလားကောင်းတယ် good things ပဋိညာဉ်တက်တာကိုဆောင်ခဲ့တာမကောင်းဘူးလားကောင်းတယ်ဒါမဲ့ဘာဖြစ်လို့ဘုရားသခင်တန်ခတ်လိုက်တာလဲဆိုရင်တော့ကောင်းတာလုပ်ပေမဲ့နီးလန်းမမှန်ဘူးဖြစ်နေတယ်ရည်ရွယ်ချက်ကကောင်းပေမဲ့မှားနေတာဘာမှားတာလဲဆိုရင်တော့နီးလန်းမှားနေတယ်ဆိုတော့ဒါဝိဒ်ကအစည်းအဝေးတွေဒီလောက်ထိုင်ပြီးတော့မှလူတွေအားလုံးကသဘောတူပြီးမှလုပ်တာဘယ်လိုဆောင်ရမလဲဆိုတာကိုဘယ်သူမှမပြောဘူးလားရိုးရိုးလေးပြောမယ်ဟေ့ဆိုရင်တော့သူတို့ကျမ်းစာမဖတ်လို့ပေါ့ရိုးရိုးပြောရင်တော့ကျမ်းစာမဖတ်လို့အဲကြောင့်မို့ကျမ်းစာမဖတ်တဲ့ယုံကြည်သူတွေအန္တရာယ်ရှိတယ်ခုနကတော့လဲတက်မှာတင်ပြီးတော့မှပဋိညာဉ်တက်တာကိုသွားကင်လိုက်တဲ့ဩဇာရဲ့ပြဿနာတခြားဘာမှမဟုတ်ဘူးတောလေယာကျမ်းခန်းကြီး၄ကိုနားမလဲလို့ထွတ်မြတ်ကျမ်းခန်းကြီး25ကိုနားမလဲလို့ထွတ်မြတ်ကျမ်းခန်းကြီး25မှာအဲ့ဒီပဋိညာဉ်တက်တာကိုစောက်တဲ့အခါမှာဂွင်းတွေ၊ကွာတွေ၊ထမ်းဖို့တွေ၊ရွှေတွေကုတ်ပြီးတော့မှလှုပ်ထားတယ်တောလေယာကျမ်းခန်းကြီး၄မှာဘယ်လိုထမ်းရမလဲဘယ်အမျိုးကထမ်းရမလဲအဲ့ဒီအမျိုးထဲမှာဘယ်အနွယ်ကထမ်းရမလဲအဲ့ဒီအနွယ်ထဲမှာဘယ်လိုပုံစံနဲ့ထမ်းရမလဲဆိုတာကိုကျမ်းစာကရှင်းရှင်းလေးလေးရေးပြီးသားဖြစ်တယ်ကျွန်တော်ဒါတော့မဖတ်တော့ဘူးနော်ခုနကျွန်တော်ကျမ်းချက်တွေပြောပြီးပြီအိမ်ကြရင်ပြန်ဖတ်ကြည့်လိုက်ဖယားသခင်ကသူ့ရဲ့ပဋိညာဉ်တက်တာကိုထမ်းဖို့ရန်အတွက်ဖယားသခင်ရဲ့မျက်မှောက်တော်ကိုတည်ဆောင်သွားဖို့ရန်အတွက်နွားကိုမသုံးဘူးလှဲကိုမသုံးဘူးလူကိုအသုံးပြုတယ်အာမင်သူရွေးချယ်တဲ့အမျိုးနယ်ကိုအသုံးပြုတယ်ဘုရားရှင်ဘုန်းကြီးပါစေဒီနေ့အရင်တော့ကတော့ပြောမှာပေါ့ငါတို့ကလူတွေထမ်းတယ်ဆိုတာကခေတ်မမီသေးလို့အခုခေတ်ဆိုရင်မာစီတီနဲ့တည်မလားအဲ့တော့အခုခေတ်ဆိုရင်တော့ဘာလဲဟို EV ကားနဲ့တည်မလား no ဖယားသခင်ကခေတ်မီတဲ့ဖယားဖြစ်ပါတယ်ဖယားသခင်ကသူ့ရဲ့ငကိုယ်တွေကအချမ်းစီတော်ကဖယားသခင်မျက်မှောက်တော်ကနွားနဲ့မဟုတ်ဘူးလှဲနဲ့မဟုတ်ဘူးခေတ်ပေါ်ပစ္စည်းတွေနဲ့မဟုတ်ဘူးဖယားသခင်ရဲ့မျက်မှောက်တော်ဟာလူသားပေါ်မှာထင်ရှားမယ်အကြောင်းရှိတယ်ဘုရားသခင်မျက်မှောက်တော်ကိုတည်ဆောင်မှာကလူဖြစ်တယ်ကျွန်တော်နောက်မှပြန်ပြောမယ်နော်မကြခင်ပြီးတဲ့အခါကျမှဘုရားသခင်ရဲ့အစီအစဉ်ကလူသားဖြစ်တယ်လူကိုဘုရားသခင်အမြင့်မြတ်ဆုံးထားတာဖြစ်တယ်ဘေးနာလို့ပြောလိုက်ပါတင့်ကိုတန်ဖိုးထားတယ်နော်လို့ဘုရားသခင်ကလူကိုတန်ဖိုးထားဆုံးဖြစ်တယ်အာမင်နွားထက်လူကိုတန်ဖိုးထားတယ်တချို့ကလူထက်နွားကိုတန်ဖိုးထားတယ်နော်တချို့ကသွားမပိုင်နေပါစေကားပိုင်တော်ပြီဆိုတာရှိတယ်နော်တချို့က material ကိုစားတန်ဖိုးထားတယ်ဖယားသခင်ကတော့လူသားကိုအသက်ဆုံးသည့်တိုင်အောင်ချစ်တဲ့ဖယားဖြစ်တယ်အသွေးသွန်းပြီးတော့ရွေးနှုတ်တဲ့ဖယားဖြစ်တယ်ဒီနေ့ဖယားသခင်ကခုနကတော့လူအားလုံးထဲမှာမှဘယ်သူလောက်ရမလဲအဲ့ဒီလူတွေထဲမှာမှဘယ်အမျိုးလောက်ရမလဲဘယ်အမျိုးထဲမှာမှဘယ်အနွယ်လောက်ရမလဲအဲ့ဒီအနွယ်ထဲမှာမှဘယ်သူတွေကဘယ်လိုထိုင်းရမလဲဆိုတာကိုပြောပြီးသားဖြစ်တယ်ဒီနေ့ဖယားရဲ့နိုင်ငံတော်သွားမဲ့လူတွေအတွက်ကောင်းကင်လမ်းကိုဘုရားသခင်ကနှုတ်ကပတ်တော်အဖြစ်ဖွင့်ထားပြီးသားဖြစ်တယ်နှုတ်ကပတ်တော်လမ်းနဲ့သွားဖို့ဖျက်ရှိကောင်းကြီးပေးပါစေဒီနေ့ချမ်းစာအတိုင်းပဲဒီနေ့ချမ်းစာကညွန်ပြတဲ့အတိုင်းပဲကျွန်တော်တို့သွားမယ်ဆိုရင်တော့
ပန်းဆုံးတိုင်ဟာကောင်းကင်နိုင်ငံမှာဖခင်ရဲ့မျက်မှောက်တော်ထဲမှာကျွန်တော်တို့တွေ့မှာဖြစ်တယ်။တန်ရှင်တော်ဝိညာဉ်တော်လမ်းပြတဲ့အတိုင်းပဲဆောင်ရွက်ဖို့ရအတွက်ဖြစ်တယ်။သူတို့ကတော့တခြားလောကလူသားတွေလုပ်တဲ့ပုံစံနဲ့အကြံဉာဏ်တစ်တွေနဲ့ဆောင်ရွက်တယ်။အဲကြောင့်ဒီနေ့ကျွန်တော်တို့အားပေးကြပါတယ်။အဖွဲ့အစည်းတွေရောကျွန်တော်တို့တယောက်ချင်းစီတိုင်းသက်တာထဲမှာကျမ်းစာမှာရေးထားတဲ့အရာကိုဆန့်ကျင်ပြီးတော့မှဆွေးနွေးလို့မရပါဘူး။ကျမ်းစာမှာရေးထားတဲ့ဟာကိုဆန့်ကျင်ပြီးမှ theology ထုတ်လို့မရပါဘူး။အာမင်။ကျမ်းစာဒီဘုရားသခင်နှုတ်ကပတ်တော်ဖြစ်တယ်။အဲကြောင့်အစည်းအဝေးထိုင်ပြီးတော့မှတရားရာခိုင်နှုန်းသဘောတူရင်လည်းဘုရားသခင်သဘောမတူရင်တော့ဩဇာဖြစ်သွားမယ်။ဒီနေ့ဘုရားသခင်ရဲ့မျက်မှောက်တော်ထဲမှာဘုရားသခင်ရဲ့လုပ်ငန်းဟာဘုရားနိလန့်နဲ့ပဲလုပ်ရမှာဖြစ်တယ်။အာမင်။ဘုရားသခင်တော့တဆူတည်းရှိတယ်။ဝိညာဉ်တော်ကတော့တပါးပဲရှိတယ်။အာမင်။တန်ရှင်သောဝိညာဉ်တော်ရဲ့လမ်းညွှန်ချက်ထဲမှာရှင်အားလုံးညီညွတ်တယ်။ဒီနှုတ်ကပတ်တော်ရဲ့သုံးသင်ချက်ထဲမှာရှင်အားလုံးဟာတလုံးတစ်ဝါတည်းဖြစ်တယ်။ဒါမဲ့ရှောလူလိုမျိုးနားမထောင်ခြင်းဝိညာဉ်ဝင်လာရင်တော့နတ်ဆိုးရှိရောက်သွားမယ်။ရှောလူကနားမထောင်တာပါ။ဒါဝိကတော့အခုနားထောင်ခြင်းတယ်။ဒါမဲ့နားထောင်ခြင်းပဲမဲ့အားလုံးလူတွေရဲ့စကားကိုနားထောင်ပြီးတော့မှလဲတဲ့နဲ့တင်လိုက်တဲ့ခါမှာတော့ခုနအမျက်တော်ဂျုံရတယ်။အဲ့ဒီခါမှာကျွန်တော်ဒီမှာတော့ကျမ်းစာမှာတော့မေးတာဓမ္မရာဇဝင်ဒုတိယဆောင်တဲ့တချို့နေရာတွေမှာဆက်ဖတ်ရင်တော့ကျွန်တော်တို့တွေ့ပါလိမ့်မယ်။ကြည့်ရတာဒါဝိက3 လလုံးဩဘဘေဒုံရဲ့အိမ်ကိုပို့လိုက်ပြီးတော့မှထာဝရဘုရားသည်ဩဘဘေဒုံနဲ့အိမ်သူအိမ်သားအပေါင်းတို့ကိုကောင်းချီးပေးတော်မူ၏တဲ့အာမင်။တအင်္ဂလိပ်လိုမှာကြည့်တဲ့အခါမှာတော့ဩဘဘေဒုံ and families and household နော်အိမ်သူအိမ်သားတွေတော့မကောက်အားလုံးရှိသမျှအရာအားလုံးပိုင်ဆိုင်တဲ့အရာအားလုံး everything he possess အဲ့ဒါတွေအားလုံးကိုဘုရားရှင်ကကောင်းချီးပေးတယ်တဲ့3 လအတွင်းမှာဩဘဘေဒုံရဲ့မိသားစုကိုကောင်းချီးပေးတာတနည်းအားပြောဆိုနိုင်ငံကျော်သွားတယ်အင်တာနက်တွေ Facebook တွေမရှိလို့ရှိရင်3 ရက်နဲ့ကျော်သွားမလားမသိဘူးနော်ဟာ3 လမှာနာမည်ကျော်ပြီးတော့ဒါဝိမင်းကြီးနားတဲ့ရောက်သွားဟာဩဘဘေဒုံအိမ်မှာကောင်းချီးရတယ်ဆိုတော့ဒါဝိကအဲ့မှာမှပြန်ထပြီးတော့နွားနဲ့မတည်တော့ဘူးလဲနဲ့မတည်တော့ဘူးကျမ်းစာတိုင်းပဲဝမ်းမြောက်စွာနဲ့တည်ပြီးတော့မှဒါဝိမြို့ကိုဆောင်ခဲ့ပြီးဒါဝိဆောက်ထားတဲ့တဲအဲ့တော့ဒါဝိကတဲဆောက်တယ်အဲ့ချိန်မှာအဲ့တဲထဲမှာသူထည့်ပြီးတော့အလှဲ့ကျချီးမွမ်းမဲ့လူတွေအလှဲ့ကျရစ်ပူဇော်မဲ့လူတွေကိုးကွယ်မဲ့လူတွေအားလုံးကိုသူစီစဉ်ပြီးတော့မှဖယားသခင်ရဲ့ပဋိညာဉ်တက်တာရှေ့မှာကျွန်တော်စစ်တိုက်ရမလားကျွန်တော်ဘယ်သူ့ကိုတိုက်ရမလဲဘယ်ချိန်မှာတိုက်ရမလဲဘုရားသခင်နဲ့တိုင်ပင်ပြီးတော့မှဥဆောင်တဲ့အခါမှာဒါဝိမင်းကြီးလက်ထက်မှာတိုက်ပွဲတိုင်းအောင်မြင်ခွင့်ကိုရတယ်ဒါဝိဟာဘုရားသခင်စိတ်တော်တွေ့တဲ့လူဖြစ်တယ်နောက်ဆုံးမှာဂျေရုဆလင်မြို့ကြီးပြိုသွားတာမှပရောဖက်ကဘာဟောလဲနောက်ဆုံးသောကာလကျရင်ဒါဝိရဲ့တဲတော်ကိုဘုရားသခင်ပြန်တည်ဆောက်မယ်ဟောစရာတွေနော်ဒါတွေကျွန်တော်တို့ဆက်လေ့လာမယ်ဆိုတော့အဲ့ဒီကောင်းချီးမင်္ဂလာတွေအများကြီးကဒါဝိဒ်ဒီဘုရားသခင်စိတ်တော်တွေ့တဲ့လူလို့မှတ်တမ်းတင်ခြင်းခံရတယ်ပြီးတော့မှပရိညင်တက်တာရောက်တဲ့အိမ်မှာကောင်းချီးမင်္ဂလာရတယ်အာမင်သားတွေရောသမီးတွေရောတရိษံတွေရောအသီးနှံတွေရောရှိသမျှအရာအလုံးကောင်းကြီးခံစားရတယ်ဒါတွေမကပါဘူးဒါဝိဒ်ရဲ့သားစဉ်မြေးဆက်ကိုဘုရားသခင်ကပြောလဲအဆက်အမြဲတည်စေမယ်အဲ့ဒီဩဘဘေဒုံအိမ်ကနေပြီးမှပရိညင်တက်တာကြီးကိုယူသွားတဲ့အခါမှာဩဘဘေဒုံကဘယ်လိုတုံ့ပြန်တယ်လဲအဲ့ဒါလဲကျမ်းစာဆက်ဖတ်ကြည့်ပါဩဘဘေဒုံနာမကဘူးသူ့ရဲ့သားတွေရောပြီးတော့မှသူ့ရဲ့ညီတွေရောဘယ်နဲ့ကြိတ်တော်မှလဲနော်အပြုံလိုက်ကသူတို့နေရာကနေပြီးတော့ခုနယူဒမှာမနေတော့ဘဲနဲ့ဒါဝိဒ်မြို့တဲကိုအိမ်မှာပြောင်းပြီးလိုက်လာတယ်ဟာလေလုယာဘုရားသခင်မျက်မှောက်တော်ထဲမှာပဲငါတို့နေမယ်ဆိုပြီးမှနောက်ဆုံးရှောလမုန်လက်ထက်မှာပဲလေဩဘဘေဒုံရဲ့သားတွေဩဘဘေဒုံရဲ့ညီကိုတွေဟာယာဒူးကြီးကြီးနဲ့ပဋိညာဉ်တက်တာအနားမှာတကားဆောင်တွေနောက် treasurer တွေလို့ပြီးတော့မှမှတ်တမ်းတင်ခြင်းကိုခံရတာကိုတွေ့ရတယ်။ဒါကြောင့်ဒါဝိဒ်ကိုဖျားစိတ်တော်တွေ့တဲ့သူလို့ခေါ်ရုံသာမကဘူး။ဖျားသခင်နဲ့တိုင်ပင်ပြီးတော့မှဖျားသခင်ရဲ့အသက်ရှင်ခြင်းတွေကိုသက်သေခံရတဲ့ပုဂ္ဂိုလ်ဖြစ်ခဲ့တယ်။အမေရှောလူလက်ထက်ကျတော့ကျွန်တော်တို့ကျမ်းစာမှာဘယ်လိုရေးလဲစာရေးဆရာကစာအုပ်က half heart for God နှလုံးသားတဝက်ပဲရှိတယ်တဲ့ရှောလူရဲ့တဝက်ကတော့မင်းကလေးတွေရှိပါသွားတယ်နော်မိန်းမဘယ်နှစ်ယောက်လဲ900မောင်မ300ဆို1000ဆိုတော့
ရှောလူလိုဖြစ်ဖို့တော့မလွယ်ဘူးနော်ဒါပေမဲ့ဒါဝိဒ်ကတော့သူ့မှာအားနည်းချက်ရှိတယ်ဒါပေမဲ့ဖခင်ရဲ့စိတ်တော်တွေ့တဲ့လူဘာဖြစ်လို့ဖြစ်တာလဲဆိုတော့အဲ့ဒီပဋိညာဉ်တက်တာမှာဂယုဏပလင်ရှိတယ်အဲ့ဒီဂယုဏပလင်မှာအသွေးသွန်းရတယ်အဲ့ဒီနေရာမှာဘုရားသခင်ရဲ့ဘုန်းတော်ကဆင်းသက်တယ်အဲ့ဒီနေရာမှာအပြစ်လွတ်ခြင်းရှိတယ်ဒီနေ့ဒါဝိဒ်ကိုဘုရားသခင်ဘာဖြစ်လို့ဒီလောက်တုံးပြီးတော့ဒါဝိဒ်ရဲ့သားဒီမြေဆက်ကိုအမျက်တည်စေမလဲဆိုတော့ဒီနေ့ဒါဝိဒ်ရဲ့သားဟာယေရှုခရစ်တော်ဖြစ်တယ်ယေရှုကဒါဝိဒ်မြို့မှာဆင်းကြွလာပြီးတော့မှယေရှုသည်ဂယုဏပလင်ဖြစ်တယ်ယေရှုသည်အဲ့ဒီဂယုဏပလင်မှာအသွေးကိုသွန်းခဲ့တာဖြစ်တယ်အဲကြောင့်မလို့ယေရှုခရစ်တော်သွေးသွန်းတဲ့နေရာမှာကျွန်တော်တို့အတွက်လွတ်မြောက်ခြင်းရှိတယ်လူသားတိုင်းအတွက်ဂယုဏခံစားဖို့ရန်အတွက်ဖြစ်တယ်အဲ့ဒီယေရှုခရစ်တော်ရဲ့အသွေးတော်အပြင်ဘုရားသခင်နဲ့ကျွန်တော်မိသားဖွဲ့ခွင့်ကိုရတယ်ဘုရားရဲ့မျက်မှောက်တော်ကိုခံစားခွင့်ကိုရတယ်ဒီနေ့ဩဘဘေတော်ကောင်းကြီးခံစားသလိုဒီနေ့ယေရှုခရစ်တော်ကိုနှလုံးသားထဲမှာကယ်တင်ရှင်နဲ့လက်ခံပြီးနှုတ်ကပတ်တော်အတိုင်းအရှင်တော်ဝိညာဉ်တော်လမ်းပြတဲ့အတိုင်းဖခင်နဲ့ရှောက်လန်းခြင်းအပြင်ကောင်းကြီးမင်္ဂလာကြွယ်ဝစွာခံစားဖို့ရောက်တိုင်းဖြတ်ရှင်ကောင်းကြီးပေးပါစေ။